ယောက်ထဲနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ရီးစားဟောင်းကညဘက်တွေမှာဖိတ်ခေါ်မထားဘဲခဏခဏရောက်လာတတ်တဲ့အတွက်ကိုရန်တော်အဖြစ်ဂျာမန်တိုးထင်းခွေး၃ကောင်ကိုမွေးထားလိုက်ပါတယ်ဒီ၃ကောင်မှာသူတို့ရဲ့ကိုယ်ပိုင်စနစ်တစ်ခုရှိပါတယ်အကြီးဆုံးကောင်ကသူမဘေးနားမှာအမြဲကပ်နေပြီးကျန်တဲ့နှစ်ကောင်ကတော့တကားဝမှာအဆောင်ချထားပါတယ်ကင်းဆောင်တွေလိုပဲသူတို့ကညနေတဲ့အထိတတိကြီးကြီးထားပြီးစောင့်ကြည့်နေကြပါတယ်အဲ့ဒီနောက်ဆုံးမှာတော့၃ကောင်စလုံးအိတ်ခမ်းထဲကိုပြောင်းဝင်သွားကြပါတယ်တကောင်ကကတင်ပေါ်မှာတကောင်ကကတင်အောက်မှာနေပြီးတတိယမြောက်တကောင်ကတော့ရီးစားဟောင်းခိုးကြောင်ခိုးဝက်လာမလုံးနိုင်အောင်ကတင်ပေါက်အပြင်ဘက်ကနေစောင့်ကြည့်ပေးပါတယ်သူတို့အနားယူတော့မယ့်အချိန်လေးမှာပဲအောက်ထပ်ကနေကျဲလောင်တဲ့တကားခောက်တန်ကြီးထွက်ပေါ်လာပါတယ်လုံးဝကိုယူသွတ်စရာပါပဲပြီးတော့လှေကားစီကိုပြေးသွားကြပါတယ်ဒါပေမဲ့သူတို့ဆက်လျှောက်လိုက်တဲ့စက္ကန့်မှာပဲတကားခောက်တန်ကရက်သွားပါတယ်တိတ်ဆိတ်သွားပါတယ်ခွေးတွေကဒါဟာအာယုံလွှဲတာဆိုတာကိုသဘောပေါက်သွားကြပါတယ်ပါနဲ့တဲ့လှုပ်ရှားမှုပါပဲတကောင်ကလှေကားမှာကြံခဲ့ပြီးကျန်တဲ့နှစ်ကောင်ကသူတို့တခင်မလေးကိုစစ်ဆေးဖို့အမြန်ပြန်ပြေးသွားကြပါတယ်အချက်ပေးတဲ့အမှားပါဒါပေမဲ့သူတို့ကဘာအန်ဒီယမ်မှအဖြစ်မခံပါဘူးညတကောင်ရဲ့အချိန်မှတော့မှအနည်းဆုံးတကောင်ကတော့နိုးနေတတ်ပါတယ်ဘလို့အတန်းဘလို့လှုပ်ရှားမှုပဲဖြစ်ဖြစ်သူတို့ကချက်ချင်းချပြီးစင်းကြံလန်းတစ်လျှောက်ကင်းခဲ့ပါတော့တယ်ဒီအချိန်မှာတော့ချင်းတကောင်တောင်အထဲကိုဝင်လာနိုင်မှာမဟုတ်တော့ပါဘူးမိုးလင်းသွားပါပြီပိုင်ရှင်ဖြစ်သူကတော့အသေးချာကိုအိမ်မောကြနေလုံးပါပဲဂျာမန်တိုးထင်းခွေးကြီးတွေကတော့အရန်ကိုပင်ပန်းနွမ်းနေကြပါပြီသူတို့ကိုစုချတဲ့အနေနဲ့သူမကဒီနေ့အတွက်အထူးနက်စာကျွေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုအလုပ်စူးစမ်းတဲ့ကိုရန်တော်တွေကအကောင်းဆုံးအရာတွေနဲ့ထိုက်တန်ပါတယ်လေပထမဆုံးအနေနဲ့အမဲသားခင်မှာခွေးတကောင်စီကလက်ဆက်တဲ့အမဲသားစိမ်းတုံးစီရကြပါတယ်ပြီးတော့ချက်ပေါင်တွေလာပါတယ်အဲ့ဒီနောက်ဝါရတာပိုကျွတ်ရသွားအောင်ကြက်လေပင်းတွေပါထည့်ပေးပါတယ်နောက်ပြီးလက်ဆက်တဲ့မက်ဂရင်ငါးတွေလည်းပါပါသေးတယ်ခွေး၃ကောင်စလုံးကအားလုံးကိုစက္ကန့်ပိုင်းအတွင်းမှာပဲအကုန်စားပြစ်လိုက်ကြပါတယ်အစအနာလေးတခုတောင်ကြံမနေခဲ့ပါဘူးဒီကောင်တွေကိုအစာကျွေးရတာတကယ်ကိုဈေးကြီးပါတယ်နက်နက်စာစားပြီးတဲ့အခါခွေးတွေကအပြင်ထွက်ချင်စောနဲ့သတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေကြပါတယ်သူတို့ရဲ့ပိုင်ရှင်ကကိုလက်လှုပ်ရှားမှုလုပ်ဖို့သူတို့ကိုအပြင်ခေါ်သွားပေးပါတယ်ဘာပဲပြောပြောဂျာမန်တိုးထင်းခွေးတွေဆိုတာစွန့်ရင်အပြည့်ရှိတဲ့ခွေးတွေလေဒီလိုချစ်စရာကောင်းတဲ့ကိုရန်တော်၃ကောင်ကိုဘယ်သူကမှမလို့ခြင်းပဲနေပါမလဲရှင်